မေပိုးမမေပါဒီနေ့တော့မေပိုးလေးကိုဘေဘီရှမ်းခောက်ဆွဲလေးလှုပ်ကြွေးဖြစ်ပါတယ်စက်သားလေးအနှဲငယ်ကြိတ်ထားတာလေးနဲ့ရမ်းချင်သည့်အနှင်းလေးနဲ့ကြက်သွန်ဖြူကြက်သွန်လေးနဲ့စီတက်ပြီးတော့အနှိတ်ကလေးချက်မှာပါအရန်လွယ်ကူရိုးရှင်းပါတယ်လူကြီးတွေစားသလိုပဲပုတ်တို့ဘာလို့ထည့်စရာမလိုဘူးပေါ့နော်ဟင်းချက်မို့တို့ထည့်စရာမလိုဘူးတဘာဝအရသာလေးအတိုင်းပဲဘေဘီလေးကိုချက်ကျွေးမှာဖြစ်ပါတယ်စက်သားလေးကိုစီတက်တဲ့အခါမှာလေးရေလေးထည့်ပြီးတော့စီတက်မှသာမမာမှာပါနော်စက်သားလေးတွေအများနေလို့အနှဲငယ်ခွဲထားလိုက်ပါတယ်ခင်းချင်သည့်အနှိတ်လေးချက်လိုက်တဲ့ပေါ့နော်ရေလေးနည်းနည်းထည့်ပြီးတော့ခင်းချင်သည့်အစိမ်းနံလေးပျောက်သွားပြီဆိုပြီးလို့ရှိရင်တော့လက်တက်ဆာရိုင်းကစက်သားမှုန့်လေးရဲ့ရုပ်ကောင်းမှုန့်လေးပပလေးထည့်ပြီးလို့ရှိရင်တော့ဒီလိုအနေထားလေးရလို့ရှိရင်ခင်းချင်သည့်အနှိတ်လေးရပါပြီရှင်ခောက်ဆွဲလေးကတော့ရမ်းမီဘိုက်ကပန်းပွင့်စိမ်းခောက်ဆွဲလေးသုံးထားပါတယ်ခင်းချင်သည့်နဲ့စက်သားချက်ထားတဲ့အနှိတ်ကလေးထည့်ပါမယ်ဒါဆိုလို့ရှိရင်တော့ဒီနှစ်ခုကိုသမသွားအောင်ရောမွေလိုက်ပြီဆိုလို့ရှိရင်တော့အရန်ကိုအရသာရှိရဲ့ဘေဘီရှမ်းခောက်ဆွဲလေးရပါပြီအခုညနေစာလေးပြင်ပြတာပေါ့နော်မနက်တုန်းကလည်းမေပူလေးကဖိုက်စာလုံးလုံးအော်နေရအမြန်စီစဉ်ပေးလိုက်ရတာဆိုတော့မရိုက်လိုက်ရအောင်ပေါ့နော်နက်ကောညရောအကုန်အောင်စားသွားတဲ့မီနူးလေးမလို့မေမေတို့ကို share လုပ်ပေးလိုက်ဒီ TikTok နာမည်အကောင့်လေးနဲ့ပဲ YouTube မှာလည်း YouTube channel လေးဖွင့်ထားတာမို့လို့မေမေတို့ကိုလည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်တတာ